တောဆက်ကနေရာလေးတစ်ခုမှာအိမ်နဆောင်ဟာညီနောင်တပွဲဖြစ်နေပါတယ်အိမ်နဆောင်မှာနေထိုင်သူကဖုန်းတော်ကြီးတစ်ပါးဖြစ်ပြီးသူ့ရဲ့တပည့်မချင်းချင်းနဲ့တောက်ဆရာအင်ကကြားလက်ကိုမိတ်ဆက်ပြီးပါတယ်ဖုန်းတော်ကြီးကတောက်ဆရာနဲ့မတည့်ပေမဲ့ကြားလက်ကိုတော့ခင်မင်းနေပါတယ်ကြားလက်ကချင်းချင်းကိုယောက်ျားလေးထင်ပြီးအတင်းဝင်ရောနှုတ်ဆက်တော့မကင်တင်တာတွေကမိပြီးအစော်ခံလိုက်ရပါတယ်ဒါကြောင့်ဖုန်းတော်ကြီးကချင်းချင်းစိတ်ဆိုးပြေအောင်ကြားလက်ကိုဟန်ဆောင်ရဲနေပေမဲ့အလင်းပေါ်ပြီးနှစ်ယောက်သားကြီးနဲ့အပတ်ခံလိုက်ရပါတယ်တောက်ဆရာကအလောင်းတွေပေးရတဲ့အလုပ်လုပ်ပြီးအိမ်ပြန်လာတဲ့လမ်းမှာမြေခွေးမိတ်ဆာနဲ့တွေ့ပါတယ်အလောင်းတွေကသူ့လုပ်တဲ့ပုံစံအတိုင်းလဲလို့ရတာမို့ပင်မနဲ့အတွေ့ဖားရပါစက်တဲ့အဆောင်စာရဲထက်ကသူကတော့အလောင်းမော်တက်ထိုင်လိုက်ပါတယ်ဖားကရှေ့တိုင်မဲ့သွားပဲဘေးကိုစင်တော့အလောင်းတွေပါလိုက်စင်းပါတယ်ဒါနဲ့အဆောင်နဲ့ဖားကိုလိုက်ရှာနေချိန်မြေခွေးမိတ်ဆာကနောက်ဆုံးကအလောင်းကိုဆွဲယူသွားပါတယ်ဒါကိုလိုက်ယူရင်မိတ်ဆာမမြူဆွဲတာခံလိုက်ရပါတယ်မိတ်ဆာထဲလေတဲ့တောက်ဆရာကမြူဆွဲခံရဟန်ဆောင်ပြီးနောက်ဆုံးမှမျက်မှန်သုံးကဓာတ်နဲ့ပြစ်လိုက်တော့မိတ်ဆာမလည်းတည်သွားပါတယ်အိမ်ကိုပြန်ရောက်တော့သူ့ကိုလာမကြိုတဲ့အပြင်အိမ်တကားတောင်ဖွဲမပေးတာမို့ကြားလက်ကိုဆုံးမဖို့အလောင်းတွေကိုအယအတန်နဲ့အမိန်နာခံခိုင်းပါတယ်အိယာနုံးလာတဲ့ကြားလက်ကဒါကိုကြိုပြီးတော့အိပ်ပျော်ဟန်ဆောင်နေပါတယ်ကြားလက်ကတောက်ဆရာတုံးနဲ့ရိုက်တာတောင်ကြိတ်မိတ်ခံပြီးအယအတန်ထွက်မိတဲ့တောက်ဆရာကိုအလောင်းတွေလည်းအသက်ကုန်ရိုက်ပါတော့တယ်အယအတန်ထွက်တိုင်းဇက်တိုက်ရိုက်နေတာမို့အားချငါပဲဝင်ကဲလိုက်ရပြီးအလောင်းတွေကိုအပြင်ခေါ်ထုတ်ကအမိန်ကိုပယ်ဖြတ်လိုက်ရပါတယ်မနေ့ရောက်တော့ဖုန်းတော်ကြီးကတောက်ဆရာပြန်လာတယ်ဆိုလို့လာနှုတ်ဆက်ပါတယ်တောက်ဆရာကတော့နေမကောင်းနေပြောပြီးထမင်းစားတော့အတူဝင်ထိုင်ပါတယ်ကြီးချင်းနဲ့အားချန်တို့ဟင်းဘိုးတွေသွားယူတော့ဆရာနှစ်ယောက်ကပညာဆန်းကြပါတယ်သူမသားကွန်မသားဖြစ်နေတဲ့အပြင်စပွဲနဲ့ပါအပြိုင်တွင်းကြပါတယ်တွင်ရင်ဖင်စူးစူးသွားတဲ့တောက်ဆရာကအကုံသုံးကတိုက်ခဲ့ပါတယ်ဒါနဲ့စပွဲပြက်တော့လက်နဲ့ပါဆက်တွင်းကြပါတယ်အကြောင်းသိနေတဲ့ကြားလေကစပွဲတလုံးထက်ယူလာကထမင်းစားကြတော့ပြီးထွက်စားပါတယ်ဘူးမတီကိုမတီတဲ့ကြီးချင်းကတော့နောက်နှကောင်ကြားမြေစာပင်ဖြစ်ကအပတ်ခံလိုက်ရပါတယ်စိတ်ဆိုးပြီးအပြန်သူမကမပြေရကောင်းလားဆိုပြီးကြားလက်ကိုဖနှောင်းနဲ့ပေါက်ကနှုတ်ဆက်သွားပါတယ်ပွေမပြီးသေးတဲ့ဆရာနှစ်ယောက်ကဆက်စော်ရင်ဖုန်းတော်ကြီးဟာနှာခေါင်းထဲကမြေပဲဆံကိုတောက်ဆရာကိုကျွေးလိုက်ပါတယ်ဒါကိုမကျေနပ်တဲ့တောက်ဆရာကလက်ဆောင်ပြပြီးတော့ဖုန်းတော်ကြီးလည်းစိတ်ဆိုးပြေးထပြန်သွားပါတယ်နောက်ရက်တွေမှာတော့ကြားလက်ကသူဆွဲထားတဲ့ပုံလေးနဲ့ကြီးချင်းစိတ်ဆိုးပြေအောင်ချော်ပါတယ်တောက်ဆရာနဲ့ဖုန်းတော်ကြီးတို့မတည့်တာကအကြောင်းရှိပါတယ်ဖုန်းတော်ကြီးကဖះတရားအလွန်လုပ်ပြီးမနဲ့အစောကြီးထက်ကတုံးခေါ်လေးရှိပါတယ်ဒါကိုကြိုသိတဲ့တောက်ဆရာကနားထဲကိုပစ္စည်းအထက်ထည့်ထားပေမဲ့အသုံးမဝင်တာကြောင့်ဖုန်းတော်ကြီးအိမ်ကိုသွားဝယ်ပါတယ်တောင်းတလောက်ပတ်စံပြီးမှဖြစ်ကြောင်းပြောပေမဲ့ဖုန်းတော်ကြီးကလက်မခံနိုင်မှုအိမ်ပြန်ဖို့လုပ်ပါတယ်ဘေးနာကအယုတ်ကိုတောင်းပြီးပြေးလေးချင်းအောင်ဆောင်ပါတယ်ယူသားတဲ့ဖုန်းတော်ကြီးကတော့သူ့ရဲ့လက်ဝေပါနှိပ်ပြီးလက်ဆောင်ပေးလိုက်ပါတယ်ပြန်ရောက်တော့လက်ဝေကိုဖြတ်ထုတ်ကသူ့ရဲ့အစီရင်တွေနဲ့ကောက်ရုပ်အယုတ်လုပ်ပါတယ်အယုတ်နဲ့ဖုန်းတော်ကြီးကိုထိန်းချုပ်ပြီးသူလိုစေခိုင်းပါတယ်ဖုန်းတော်ကြီးကတော့ကပောက်တီကပောက်ချဖြစ်ပြီးထိန်းချုပ်ခံနေရပါတယ်တမျိုးပြီးတမျိုးအမျိုးမျိုးနှိမ့်ဆက်ရင်သွားတွေကိုပါနှုတ်ပြပါတယ်နောက်တော့သူများစီမှာထိန်းချုပ်ခံရမှန်းသိသွားပြီးကြီးချင်းကိုကြက်တင်ပြူနဲ့ဖြေခိုင်းပါတယ်ဖြေပြီးသွားတော့သူ့ကိုထိန်းချုပ်နေတာတောက်ဆရာမှန်းသိသွားပြီးသူ့စီသွားကအယုံနဲ့ပဲပြန်ထိန်းချုပ်ပါတယ်ကြီးချင်းကအမှန်တမ်းဝန်ခံမှုပြောပေမဲ့တောက်ဆရာကညင်းနေတာမို့မိကြီးနဲ့ပြေခါဆုံးပါပါတယ်နောက်တော့တောက်ဆရာလည်းအမှန်တမ်းဝန်ခံကကြေးအေးလက်ရပြီးပြန်ဖြေဖို့စီတိုးလုံးကောင်အောင်တောက်လဲရပါတယ်တရက်တော့တောက်ဆရာရဲ့ဆရာတူညီလေးရောက်လာပါတယ်သူကဖုတ်ကောင်ကိုတမတိတောက်နဲ့ရွှေကောင်တလားတဲ့ထက်ကယူလာပါတယ်ဖုတ်ကောင်ကမင်းကြီးရဲ့ဆွေမျိုးတော်တာမို့မိရှုပ်ပြစ်လို့မရကြောင်းပြောပါတယ်ဘုံတော်ကြီးကအမှုကိုဖယ်ပြီးနေအောင်နဲ့ဖုတ်ကောင်ရဲ့တက်ကိုရှော့ချဖို့အကြံပေးလိုက်ပါတယ်ဆရာတူညီလေးလည်းဖုန်းတော်ကြီးစကားကိုလက်ခံကတောက်ဆရာကြီးကကောင်းချင်းစံတောက်ပြီးခရီးဆက်ကြပါတယ်ညရောက်တော့မိုးရီရွာလာတာမို့ဆရာတူညီလေးတို့လည်းမိုးခိုဖို့ယာယီတဲနန်းဆောက်ကြပါတယ်အနဲ့ရောင်ကျိုးကမိုးနဲ့တွေ့တော့အကြောင်ပြေတော့မှမို့တို့အရာရှိကိုတဲတဲ့အရင်ဝင်ချကြောင်ပြောပေမဲ့အရာရှိကတော့မင်းသားလေးကိုပဲအရင်ဝင်ခိုင်းပါတယ်ခေါင်တလားကကျိုးလည်းအယောင်အကုန်ပြေသွားပြီးတဲတဲ့ကိုသွင်းစဉ်မူကျိုးပြခံလိုက်ရပါတယ်ဖုတ်ကောင်ကကျုပ်ကိုဖျက်ပြီးထွက်ဖို့လုပ်ပါတယ်ဆရာတူညီလေးကမထွက်အောင်တားခဲ့ပေမဲ့မရခဲ့ပဲခေါင်တလားနဲ့အင်ကြီးစားပြီးသွားပါတယ်ဖုတ်ကောင်ကလူတွေရဲ့သွေးနဲ့အင်အားကောင်းလာပြီးဆရာတူညီလေးကိုပါကိုက်ဖို့လုပ်ရကလက်မှာဒဏ်ရာရသွားပါတယ်သူလည်းဒဏ်ရာကိုကောင်းချင်းဆန်နဲ့တိတ်လိုက်ပြီးခုခံပါတယ်အတူပါလာတဲ့ဖုံးရှိဆရာတွေရောမင်းသားလေးရဲ့အဆောင်တွေရောပါတည်သွားကြပါတယ်။နောက်တော့မင်းသားလေးကိုပါတက်ဖို့လုပ်ပါတယ်။ဒူရရှိကဝန်တာရင်ဒဏ်ရာရသွားပါတယ်။အရာရှိတို့ကိုဆရာတူကအမြန်ထွက်ပြေးခိုင်းပြီးသူကဖုတ်ကောင်ကိုခုခံမှုကြံနေခဲ့ပါတယ်။အရာရှိကဖုန်းတော်ကြီးတို့စီပြန်ကအကျိုးအကြောင်းပြောပါတယ်။တောက်ဆရာတို့လည်းအချင်းတွေတည်သွားပြီးကြီးချင်းနဲ့ကြားလေးကိုအိမ်မာထားကသူတို့ကတဲနန်းစီလိုက်ကြပါတယ်။ဆရာတူညီလေးကအစိမ့်မိထားတဲ့သူတွေကိုလိုက်တက်ပြီးသူ့ကိုသူပါတက်သေးပါတယ်။သူတို့ကအသိစိတ်ပြောက်ကဖုတ်ကောင်ဖြစ်တော့မှမို့အားလုံးကိုမိရှို့ပေးလိုက်ကြပါတယ်။ကြီးကျင်းတို့ကတော့မင်းသားလေးရဲ့ဒဏ်ရာကိုစိတ်ကူပေးနေပြီးအရာရှိကအစိတ်တက်ကအမှုအရာပြောင်းလာပါတယ်။တည်သွားတဲ့အဆောင်တွေရောက်လာတာမို့အားလုံးကပုံနေကြရပါတယ်။
ဒီအချိန်အရာရှိကဗီဇပြလာတာမို့ကြားလက်ကတစ်ချက်ထူလိုက်ပါတယ်အဆောင်တွေဟာတကားပြက်ပြီးအိမ်ထဲကိုဝင်လာပါတယ်ဘယ်သူမှမတွေ့တော့ပြန်သွားစဉ်နောက်ဖေးဘက်ကဝင်လာတဲ့ဖုတ်ကောင်တွေပြီးတိုက်ခိုက်ကြပါတယ်ကြီးချင်းတို့ကသူတို့တက်ဆန်းသမျှခုခံနေရပြီးမင်းသားလေးကိုခေါ်ကအိမ်အတွင်းခန်းထဲကိုပါဝင်ပုန်းနေရပါတယ်အရာရှိလည်းတတိယလာပြီးအဆောင်တွေနဲ့တဖွဲတည်းဖြစ်သွားပါတယ်သူတို့ရဲ့အမွေအရာကိုကြည့်နေတဲ့ကြားလက်ကအဝတ်ဖြူစီကထွက်ပြေးဖို့ကြံပါတယ်နောက်တော့အကြံပေါ်ပြီးတိုက်ခိုက်ရပြန်ပါတယ်ဒီအချိန်တောက်ဆရာတို့ရောက်လာကတပည့်တွေကိုကယ်ပေးလိုက်ရပါတယ်ခဏကြာတော့ဖုတ်ကောင်ရောက်လာပါတယ်ဖုတ်ကောင်ကအဆောင်ဆောင်ရဲတောင်မကြောက်ဖဲဖြစ်နေတာမို့နှစ်ယောက်ပေါင်းပြီးတိုက်ခိုက်တော့ထွက်ပြေးသွားပါတယ်တောက်ဆရာတို့ကလက်နဲ့ကူစီပြန်ယူကကြားလဲတို့ကိုအခန်းထဲဝင်ဖို့မှာပါတယ်ကြားလဲတို့ကဖုတ်ကောင်မလာနိုင်အောင်ကက်စီမနဲတွေနဲ့တေးသားပြားတွေကိုကတ်ထားလိုက်ပါတယ်ဖုတ်ကောင်ကကက်စီမနဲကိုဖောက်မရတော့တခြားနေရာကဝင်လာပြီးနောက်ကလိုက်ပါတယ်ကြားလဲတို့လည်းကက်စီမနဲတွေကသူတို့အတွက်ဖြစ်သွားပြီးမနဲထွက်ပြေးနေရပါတယ်အပေါ်ခုန်တက်တဲ့ဖုတ်ကောင်ကိုနောက်လှန်ကကက်စီမနဲနဲ့ထားခဲ့ပေမဲ့ပြန်ထလာပါတယ်ဒီလိုနဲ့၃ယောက်ပေါင်းကနီးမျိုးစုံနဲ့တိုက်ကြပါတယ်မရတော့တောက်ဆရာကဘူပေးဆရာလေးစီကအင်အားချင်းကလူတန်းကြီးဖြစ်အောင်လုပ်ပါတယ်သူရဲ့ဗလာနဲ့စားကိုဖုတ်ကောင်လေးကြောက်ရွံ့ပြီးချောင်ကက်နေရပါတော့တယ်ခြေထောက်ကိုပလင်ငွေဆူသားတော့ဗလာတွေရောသွားတာမို့ဖုတ်ကောင်လေးပြန်ထလာပါတယ်ဖုတ်ကောင်ပါဆက်တဲ့အစိတ်တွေအကုန်လောင်းထဲတဲ့အပြင်ကောင်းကြီးစိန်ထားတဲ့မွေကိုပါထဲတော့ဖုတ်ကောင်လေးအကုန်ပေါက်ထက်ကတည်သွားပါတော့တယ်